မင်္ဂလာပါရှင်နော်ဟုတ်ကဲ့ပါရှင်မင်္ဂလာပါဟုတ်ကဲ့ဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာတော့စိတ်ပညာအကြောင်းလေးကိုကျွန်တော်မျှဝေ podcast လေးကျွန်တော်ရိုက်ကူးမှာဖြစ်ပါတယ်ဒီ podcast မှာပါမလဲဆိုတဲ့ခါကျဒီစိတ်ပညာရဲ့အကြောင်းလူတွေတော်တော်များများကစိတ်ဝင်စားလာကြတယ်စိတ်ပညာဘာသာရပ်ကောဘာကြောင့်အရေးပါလာလဲဆိုတဲ့အထူးအကြောင်းရင်းလေးကိုသိပြတဲ့တချိခင်ဗျာဟုတ်ကဲ့ပါဆရာဒီနေ့ပြောင်းလဲနေတဲ့ခေတ်ကြီးမှာဆိုရင်လူတွေဟာကိုနားလည်ဖို့အတွက်ရောတခြားသူတွေကိုနားလည်ဖို့အတွက်ရောပုံမလိုအပ်လာပါတယ်ဆရာအဲ့ဒီခါမှာ psychology ကအများကြီးအကူအညီတွေပေးနိုင်ပါတယ်ဥပမာအပြင် psychology ကိုလေ့လာထားခြင်းအတွက်ကြောင့်စိတ်ကျန်းမာရေးတွေတိုးတက်လာစေတယ်နောက်တစ်ခါစိတ်မကျန်းမာမှုမဖြစ်အောင်လဲကာကွယ်ပေးနိုင်တယ်နောက်ကိုယ်မှာဖြစ်နေတဲ့စိုးရိမ်စိတ် anxiety စိတ်ကြတာ depression စိတ်ဖိစီးမှု stress နဲ့စိတ်ဒဏ်ရာ trauma တွေဖြစ်ပေါ်နိုင်တဲ့အခြေအနေတွေကိုလည်းအချိန်မီကုစားနိုင်မှာဖြစ်ပါတယ်ဒါအပြင်ပညာရေးကျန်းမာရေးလူမှုဆက်ဆံရေးတွေမှာလည်းစိတ်ပညာကိုလက်တွေ့အသုံးချလာနိုင်မှာဖြစ်ပါတယ်ဆရာတခုမေးမယ့်ကောင်းစနေရောပညာရေးမှာစိတ်ပညာရဲ့အရေးပါပုံလေးကိုဆွေးနွေးပြပါအောင်ဒီချိန်ခင်ဗျာဟုတ်ကဲ့ပါဆရာစိတ်ပညာကိုလေ့လာတဲ့အတွက်ပညာရေးမှာအများကြီးအကျိုးကျေးဇူးတွေရရှိပါစေပါတယ်အဲ့ဒါကတော့သင်ကြားမှုသင်ယူမှုတွေမှာလည်းပုံမပြီးတော့မှထိရောက်စေတယ်စိတ်ပညာကဆရာမတွေရဲ့ကျောင်းသားကျောင်းသူတွေပေါ်မှာသင်ယူပုံတွေဖွံ့ဖြိုးတိုးတက်ပုံတွေဒါတွေကိုနားလည်သဘောပေါက်စေတယ်သင်ယူသူတဦးချင်းစီရဲ့လိုအပ်ချက်တွေနဲ့ကိုက်ညီတဲ့သင်ကြားရေးနည်းလမ်းတွေကိုလည်းအသုံးပြုနိုင်အောင်လို့ထောက်ကူတွေအများကြီးပေးစေပါတယ်ဒါကြောင့်မို့ဒီပညာရေးမှာဆိုရင်စိတ်ပညာဟာဆရာမတွေလေ့လာတဲ့ဘာသာရပ်တစ်ခုဖြစ်ပါတယ်အခုစိတ်ပညာကကျွန်တော်လူပအောင်ဆက်ဆွဲတယ်လူမှုဆက်ရေးမှာဘယ်လိုမျိုးတိဆောက်လို့ရလဲဘယ်လိုကောင်းကျိုးချမ်းသာလေးရတယ်တချေအဲ့ဒါမျှဝေပြပါဦးဟုတ်ကဲ့ပါစိတ်ပညာကိုလေ့လာတဲ့အတွက်ကျမတို့ communication ဆိုတဲ့ဆက်သွယ်ပြောဆိုမှုဆိုင်ရာစွမ်းရည်တွေနောက် empathy ဆိုတဲ့စာနာနားလည်မှုဆိုင်ရာစွမ်းရည်တွေနောက်ပြိပခါကိုဖြည့်ရှင်းနိုင်တဲ့ complete resolution တွေဒါတွေကိုနောက် emotional management ပေါ့နော် emotion management စိတ်ခံစားမှုတွေကိုစီမံခန့်ခွဲနိုင်တဲ့စွမ်းရည်တွေတိုးတက်လာမှာဖြစ်ပါတယ်အခုဆိုရင်ကမ္ဘာတစ်ဝန်းမှာရှိမဲ့ကျောင်းနေမှာဆိုရင်ပေါ့နော် SEL လို့ခေါ်တဲ့ social emotional learning ကိုအသေးပေးပြီးတော့မှသင်ကြားနေပြီဖြစ်ပါတယ်မြန်မာနိုင်ငံမှာရှိတဲ့ချို့သော international school တွေမှာလည်း SEL ကိုသင်ကြားနေပြီဖြစ်ပါတယ်အဲ့တော့ဒါမှသာလျှင်ဒီကလေးတွေဟာပေါ့နော်ကိုယ့်ရဲ့ခံစားမှုတွေကိုနားလည်ပြီးတော့မှဒီကို manage လုပ်နိုင်မှာဖြစ်ပါတယ်နာမသာကလေးတွေရဲ့ EQ လို့ခေါ်တဲ့ emotional quotient ကောင်းမွန်လာပြီးတော့ကိုယ့်ရဲ့စိတ်ခံစားမှုကိုသိရှိနိုင်တဲ့စွမ်းရည်နောက် control လုပ်နိုင်တဲ့ထိန်းချုပ်နိုင်တဲ့စွမ်းရည်တခြားသူတွေရဲ့စိတ်ခံစားမှုတွေကိုစာနားလည်နိုင်တဲ့စွမ်းရည်နောက်တစ်ခါစီမံခန့်ခွဲနိုင်တဲ့စွမ်းရည်တွေတိုးတက်လာမှာဖြစ်ပါတယ်ဒါတွေဟာဘဝအတွက်မရှိမဖြစ်လိုအပ်တဲ့ life skill တွေဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီချိန်ခင်ဗျာဟုတ်ဒီစိတ်ပညာလုပ်ငန်းခွင်အောင်မြင်မှုပေါ့နော်လုပ်ငန်းခွင်အောင်မြင်မှုအတွက်ဘယ်လိုတွေအထောက်အကူပြုနိုင်လဲဒီချိန်ခင်ဗျာဟုတ်ကဲ့ပါစိတ်ပညာကဒီအဖွဲ့အစည်းတွေမှာဆိုရင်စိတ်ပညာကိုအသုံးပြုပြီးမှဝန်ထမ်းတွေကိုစိတ်ဓာတ်လုံဆော်မှုပေါ့နော် motivation ရအောင်နောက်တစ်ခါ leadership လို့ခေါ်တဲ့အကောင်းဆောင်မှုအရေးချင်းတွေတိုးတက်လာအောင်နောက်အသင်းအဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်တတ်တဲ့ teamwork တွေပေါ့နော်ဖွံ့ဖြိုးတိုးတက်လာအောင်နောက်အလုံးနဲ့ဘဝဘက်ညီအောင်ပေါ့နော် work life balanceတိုးတက်လာအောင်နောက်လုပ်ငန်းခွင်ကျင့်သုံးမှု job satisfaction တွေရရှိပြီးတော့မှလုပ်ငန်းခွင်မှာကာယစိတ်ဓာတ်ကောင်းကျိုးချမ်းသာဖြစ်တဲ့ well being တွေကိုတိုးမြင့်လာအောင်အကူအညီတွေပေးနိုင်ပါတယ်ဒါကြောင့်မို့စိတ်ပညာဟာဆိုရင်ဒီဖွဲ့စည်းတွေမှာရှိတဲ့နော် HR တွေတို့တာဝန်ယူရတဲ့အကြီးအကဲတွေနောက် management လုပ်နေတဲ့ manager တွေအားလုံးအတွက်အကျိုးရှိတဲ့အကြောင်းအရာတွေဖြစ်ပါတယ်။တချို့ခင်ဗျာကျွန်တော်တို့ဒီစိတ်ပညာကျွန်တော်တို့အပြုတ်မှု behavior ပုံမှာလေဘယ်လောက်ထိလွှမ်းမိုးနိုင်လဲဆိုတဲ့အကြောင်းလေးကိုဆွေးနွေးပြပါအောင်တချို့ခင်ဗျာ။ဟုတ်ကဲ့ပါရှင်။စိတ်ပညာကလေ့ကျင့်ကောင်းတွေတိစောက်ဖို့နောက်ခက်ခဲတွေကိုခံနိုင်ရရှိပြီးပြန်လဲရုံထွက်နိုင်တဲ့ resilient ကောင်းမှုပေါ့နော်။ကောင်းမွန်တဲ့ဆုံးဖြတ်ချက်နော် good decision တွေချမှတ်နိုင်မှုရတဲ့အကူအညီတွေအများကြီးပေးပါတယ်။ခုနောက်ပိုင်းမှာတချို့ရေလူတွေတော်တော်များပြောကြကလေးတွေကကျွန်တော်တို့လည်းမိသားစုတွေမှာဆိုကလေးတွေကအရေးကြီးရေလက်ဦးဆရာမိနဲ့ဖဆိုလည်းအရေးကြီးရေအဲ့တော့ကလေးတွေမှာကျွန်တော်ငယ်စဉ်တော့ trauma တွေများစွာရှိခဲ့အဲ့တော့ကလေးတွေတိုးတက်ဖွံ့ဖြိုးမှုစိတ်ပညာအကြောင်းလည်းတစ်ချိန်မျှဝေပေးပါအောင်ခင်ဗျာဟုတ်ကဲ့ပါ
အဲ့တော့ဒီကလေးတွေရဲ့ဖွံ့ဖြိုးမှုတိုးတက်မှုအပိုင်းကိုเนาะ Child Psychology ကနေပြီးတော့မှအများကြီးအထောက်အကူတွေရစေပါတယ်စိတ်ပညာကမိဘတွေနောက်တစ်ခါကလေးတွေကိုပြုစုဆောင်ရှောက်တဲ့သူတွေဆရာမတွေရာကလေးရဲ့ဖွံ့ဖြိုးမှုအဆင့်ကိုသိရှိပြီးထိရောက်တဲ့ပြိုးထောင်မှုတွေလမ်းညွှန်ချက်တွေပေးနိုင်ပါတယ်ဥပမာအပြင်ကလေးရဲ့သိမှုဆိုင်ရာဖွံ့ဖြိုးမှုဖြစ်တဲ့ cognitive development နောက်စိတ်ခံစားမှုဆိုင်ရာဖွံ့ဖြိုးမှု emotional development ဇာတိတဆိုင်ရာဖွံ့ဖြိုးမှု moral development နောက်ဆက်ဆံရေးဆိုင်ရာဖွံ့ဖြိုးမှု social development တွေဖွံ့ဖြိုးအောင်လို့ပံ့ပိုးပြီးတော့မှလမ်းညွှန်ပေးနိုင်ပါတယ်အခုတော်သက်လာတဲ့ခေတ်ကြီးမှာဒီချိန်အရှေ့တိုင်းနိုင်ငံတွေမှာအနောက်နိုင်ငံတွေမှာဆိုရင်လုပ်ငန်းခွင် pressure တွေအများများလာတဲ့အခါကြောင့်လေဒီလိုတော်သက်လာတဲ့နိုင်ငံမှာကျွန်တော်လူသားရဲ့အတွက်စိတ်ပညာရဲ့အခန်းကဏ္ဍဘယ်လောက်ရေးကြီးလာပါလဲဒီချိန်ခင်ဗျာဟုတ်ကဲ့ပါဒီစိတ်ပညာကလူတွေရဲ့လိုအပ်ချက်တွေပေါ့နော်နောက်ဆန္ဒတွေဒါတွေကိုသူတည်တနာပြုပြီးတော့နည်းပညာတွေနဲ့ဒီဇိုင်းရေးဆွဲတဲ့အခါမှာပို့ပြီးတော့မှထိရောက်ပြီးပို့ပြီးမှအသုံးပြုရလွယ်ကူစေတဲ့လူမှုအကျိုးပြုကဏ္ဍကနေပြီးတော့မှပါဝင်လာပြီဖြစ်ပါတယ်။ဥပမာဖြင့်ဘဏ် application တစ်ခုမှဆိုရင်ဒီငွေလွှဲခလုတ်ကိုကြီးကြီးမားမားအယောင်ထင်ထင်ရှားရှားထားပေးတဲ့အတွက်အသက်အရွယ်ကြီးတဲ့အသုံးပြုသူတွေအတွက်အလွယ်တကူတွေ့ရှိပြီးတော့မှအမှားနဲ့အောင်အကူအညီတွေပေးနိုင်မှာဖြစ်ပါတယ်အဲ့တော့ဒါဆိုရင်ဒါတက်ကြီးတဲ့သူတွေအတွက်ပေါ့နော်သူတို့ရဲ့လိုအပ်ချက်ပေါ့နော်လိုအပ်ချက်ပေါ်မှာမူတည်ပြီးတော့မှနည်းပညာတွေကိုသူတို့နဲ့ကိုက်ညီတဲ့နီလန်းတွေနဲ့တီထွင်ထားတာဖြစ်ပါတယ်နောက်တစ်ခါဥပမာပညာရေးဆိုင်ရာမှာဆိုရင်လည်းဘာသာစကားသင်ယူမှု application တွေရှိတယ်လीเนาะအဲ့ဒီမှာဆိုရင်သင်တန်းသားကအဖြေမှန်သွားတယ်ဆိုရင်သူ့ကိုကျဲပွင့်လေးတွေပေါ့เนาะ star လေးတွေပေးတဲ့အခါမှာကျောင်းသားတွေအတွက်ပို့ပြီးတော့မှသင်ယူလို့တဲ့စိတ်တွေမြင့်လာတာပေါ့เนาะ motivation တွေလည်းမြင့်လာတယ်အဲ့မှာသူတို့ star လေးတွေရတယ်ပေါ့เนาะအဲ့တော့ဒါတွေဟာလူတွေရဲ့လိုအပ်ချက်တွေလူတွေရဲ့ဆန္ဒပေါ့เนาะလူတယောက်ကကိုယ့်ရဲ့လှုပ်ဆောင်မှုကိုပေါ့နော် appreciate လုပ်တာပေါ့အတိမတ်ပြုတာအဲ့ဒါကိုသူလိုချင်တယ်ပေါ့အဲ့ဒီဟာအတွက်သူစိတ်ကျေနပ်သွားတယ်အဲ့ခါမှာသူပို့ပြီးတော့မှသင်ယူလိုတဲ့စိတ်တွေပို့ပြီးတော့မှမြင့်မားလာတယ်ပေါ့နော်ဒါကြောင့်မို့ဒီစိတ်ပညာနည်းပညာတွေနဲ့အသုံးပြုပြီးတော့မှလူမှုအကျိုးပြုကဏ္ဍတွေမှာပါဝင်လာတာဖြစ်ပါတယ်အဲ့တော့အချင်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်เนาะစိတ်ပညာဆိုတာလူတွေရဲ့အတွေးခေါ်တွေစိတ်ခံစားမှုတွေအပြုအမူတွေကိုနားလည်စေတဲ့အတွက်ဒီပညာတွေကိုပို့ပြီးတော့မှအသုံးပြုရလွယ်ကူအောင်ထိရောက်အောင်လုံခြုံအောင်ပေါ့เนาะလူတွေရဲ့လိုအပ်ချက်တွေနဲ့ကိုက်ညီစေတဲ့အရေးကြီးတဲ့အခန်းကဏ္ဍအနေနဲ့ပါဝင်နေပါတယ်လို့ပြောချင်ပါတယ်ရှင်ဒါကြောင့်မို့စိတ်ပညာရပ်ဟာလူတွေရဲ့နေ့စဉ်နေထိုင်မှုလက်တွေ့ဘဝမှာအသုံးချနိုင်တဲ့ပညာရပ်ဖြစ်တယ်လို့ပြောချင်ပါတယ်ဆရာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခုလိုရှင်းပြခွင့်ရလို့လည်းကျေးဇူးတင်ပါတယ်ရှင်